စီသူထွက်ခွာသွားပြီးနောက်မင်းခန့်သည်ထိုနေရာတွင်ပင်တိတ်ဆိတ်စွာကြံရစ်ခဲ့သည်နေဝင်ကြီးတော်အချိန်ဤမောင်ဤများကပို၍ကြီးဆိုးလာပြီးလမ်းဘေးမိတိုင်ဤဝါချင်းချင်းအလင်းရောင်ကလည်းပို၍မှိန်ဖြောလာသလိုခံစားရသည်မြေပြင်ပေါ်သို့လွင့်ကျသွားသောစာအိတ်ညိုလေးကိုကောက်ယူလိုက်ရင်မင်းခန့်သည်တပ်ပြင်းတစ်ချက်ကိုအားမလိုအားရချလိုက်သည်ငါဘာလို့တင်တယ်လဲမင်းခန့်သည်စိတ်ရှုပ်ထွေးစွာထင်သူ့ကိုယ်သူမေးမိသည်စီတုကိုဆုံးရှုံးလိုက်ရခြင်းကသူ့အတွက်ကြီးမားသောနာကျင်မှုတစ်ခုဖြစ်တော်လဲစီတုကိုထိုးထောင်ကြောက်ထဲမှပစ်ထားရန်လဲသူမရက်ဆက်နိုင်ပေနောက်တစ်နေ့နနက်တွင်မင်းခန့်သည်စီတုနှင့်နောက်ဆုံးတွေ့ခဲ့သောနေရာသို့ပြန်သွားခဲ့သည်ထိုနေရာတွင်စီတုကိုတွေ့မိဟုမျှော်လင့်ထားတော်လဲစီတုသည်ပေါ်မလာပေမင်းခန့်သည်စီတုအိမ်သို့လိုက်သွားခဲ့တော်လဲစီတုအိမ်သည်ပိတ်ထားသည်စီတုကိုဆက်သွယ်ရန်ကြိုးစားခဲ့တော်လဲဖုံးမဖြေပေမင်းခန့်သည်စီတုအလုတ်ခွင်သို့လိုက်သွားခဲ့သည်စီတုအလုတ်ခွင်ရှိလူများကစီတုသည်အလုတ်ထသွားပြီးဖြစ်ကြောင်းပြောပြသည်စီတုသည်ဘယ်ကိုသွားသည်ကိုမိသူမျှမသိပေမင်းခန့်သည်စီတုကိုရှာရန်တခြားတငယ်ချင်းများကိုလည်းဆက်သွယ်ခဲ့သည်သို့သောမိသူမျှစီတုကိုမတွေ့ပေစီတုသည်ပျောက်ချင်းမလားပျောက်ကွယ်သွားသလိုခံစားရသည်မင်းခန့်သည်စီတုကိုရှာရန်မလျှော့သောဆွဲနှင့်စူးစမ်းခဲ့သည်တငယ်ချင်းချင်းတန်ရောစဉ်ကိုသူမဖြတ်နိုင်ပေအပိုင်းသုံးမှာဘာဆက်ဖြစ်မလဲဆိုတာသိချင်ပါသလားမင်းခန့်ကစီတုကိုတွေ့မှာလားစီတုကတော့မင်းခန့်ကိုပြန်တွေ့ချင်ပါလားစီတူယူလိုက်တဲ့အခွင့်အရေးကဘာဖြစ်မလဲ